ပအာရောက်ရင်မတော်ဖြစ်သွားလေပတ်တဲ့နေရာလေးတစ်ခုဖြစ်တဲ့မဟာဆန္ဒလိုင်းကိုတော့ကျွန်တော်တို့တကယ်ချင်းတစ်ဖွဲ့တွားရောက်နေပတ်ခဲ့ပါတယ်ဗီဒီယိုကလစ်လေးရရှိတဲ့အတွက်အနေငယ်မြင်ထားပါတယ်ခီးသွားရအများများပါတယ်ဒါလေးကတော့အဝင်ဘလေးမှာတပ်ပုံရဲနေတဲ့ညီမလေးချောချောလေးတွေပါလန်ကူတဲ့စာဝင်လိုက်တာနဲ့တီထားကိုကွယ်တဲ့ဖျားတွေမြင်တွေ့ရမှာပဲဖြစ်ပါတယ်ပြီးတော့လူလုံထားတာမဟုတ်ပဲတဘာဝအတိုင်းရှိနေတဲ့ကျောက်ဆက်ပန်းဆွေတွေလည်းအများပြမြင်တွေ့ရမှာဖြစ်ပါတယ်ရှောက်လန်းနေရာစကောင်းကောင်းမွန်မွန်လှုပ်ထားတဲ့အတွက်လန်ကူတဲ့တွားလာရတာလည်းအဆင်ပြေပါတယ်မိတွေအားစလင်းထင်နေအောင်ထုံလင်းထားပြီးတဲ့အတွက်ခီးသွားပြီးသူတွေအတွက်လည်းလင်းလင်းချင်းချင်းနဲ့တွားလာလို့ရတဲ့အတွက်အရင်အဆင်ပြေပါတယ်တဘာဝအတိုင်းရှိနေတဲ့ကျောက်ဆက်ပန်းဆွေလေးတွေဟာအင်တာမလာတဲ့အတွက်ကျွန်တော်တို့လိုခီးသွားတဲ့လူငယ်တွေဘောနော်ကုမပါလာတဲ့ပစ္စည်းတစ်ခုနဲ့ပဲဖြစ်ဖြစ်ဒီကျောက်ဆက်ပန်းဆွေတွေပေါ်မှာစာရီမရေးသားခဲ့ဘူးမချစ်ထားခဲ့ဘူးကျွန်တော်အနေနဲ့မေတ္တာရက်ခံချင်ပါတယ်အင်တာမရုပ်ဆိုချင်းတန်လာပါတယ်လူမျိုးရေးသားတာတွေကပြီးတော့မှတဘာဝလာတရားတွေကိုလည်းဖြတ်လို့ဖြတ်စီရရောက်ပါတယ်ဆွဲပြီးတော့မှကြည့်နေတာဖြစ်ပါတယ်ဆက်ဆက်ဆူနဲ့အပေါ်မှာလင်းတို့အတန်နေတာအကြလို့အပေါ်ကင်မရာထဲမှာမြင်ရမလားဆိုပြီးတော့မှအပေါ်လမ်းရိုက်နေတာဖြစ်ပါတယ်ဒါမဲ့ဒီကောင်မှမမြင်ရပါဘူးအခုမြင်ရမယ့်ကျောက်စပန်းစေးပေါ်မှာစာရေးထားတွေ့ပါလိမ့်မယ်ဒါရုပ်ဆိုးလာပါတယ်အင်တာမှာလန်ကူတဲ့တဖြည်းဖြည်းရှောက်လာရင်းနဲ့ပဲထပ်ပေါက်ကိုရောက်လာပြီဖြစ်ပါတယ်အဲ့နေရာလေးကခုမြင်နေရတဲ့နေရာလေးကတော့ဘာရောက်တဲ့တူလေးတပ်ပုံရိုက်သွားတဲ့နေရာလေးဖြစ်ပါတယ်အင်တာမလာပါတယ်အဲ့နေရာလေးမြင်နေရတဲ့နေရာတော့ကျွန်တော်တို့လီစီရမယ့်နေရာပြောက်ပါပြီလီစီမှာပဲဖြစ်ပါတယ်တကယ်ချင်းနဲ့ဒါတော့ကျွန်တော်တို့လီစာစီနေပါပြီ
အခုလမ်းမြင်နေရတဲ့ရေပြင်နဲ့နင်းနေလေးမှရှိနေတဲ့အဲ့ဒီတောင်အောက်ထဲကိုကျွန်တော်တို့လေးစီးဝင်မှာပဲဖြစ်ပါတယ် movie clip လေးကတော့ဒီဗီဒီယိုဖိုင်လေးထဲမှာမထည့်ထားပါဘူးဗျာဒါတော့ခုနကကျွန်တော်ပြောတဲ့အဲ့ဒီအပေါက်ချင်းချင်းလေးတွေကနေဖြတ်ပြီးတော့မှစီးလာပြီးတော့မှဒီဘက်ထွက်ပေါက်ဘက်ကိုရောက်ခဲ့တဲ့ movie file လေးပဲဖြစ်ပါတယ်ကျွန်တော်နဲ့သူခီးစင်မှာပူပေါင်းပါဝင်ပေးတဲ့တကယ်ချင်းတွေနဲ့ဒီကနေပဲကျေးဇူးတင်ချင်ပါတယ်ဘယ်လိုပဲတော့မငြင်းမညူနဲ့ကားမောင်းပြီးလိုက်ပို့ပေးတယ်ကားဆရာကိုလည်းကျေးဇူးပါလို့ပြောချင်ပါတယ်အခုလမ်းမြင်သွင်းနေရတဲ့